ဖုန်းနဲ့ရိုက်ထားတဲ့ဗီဒီယိုတွေကရောင်မွဲတဲ့ဖြစ်နေရတာဒါဆိုရင်တော့ CapCut ထဲကဒီ color grade တွေလိုအပ်ချက်ကိုမသိသေးလို့ပါဒီနေ့ကျူတိုရီရဲ့အိမ်မှာတော့ဖုန်းနဲ့ရိုက်ထားတဲ့တာမန်ဗီဒီယိုတစ်ခုကိုစက္ကန့်ပိုင်းအတွင်းရုပ်ရှင်ကားတွေလို့ color grade ဘယ်လိုလုပ်မလဲဆိုတာပြပေးမယ် CapCut Pro ရှိစရာတော့မလိုဘူးเนาะအလကားရတဲ့ future တွေနဲ့ပဲကဲပထမဆုံး CapCut ထဲကိုဗီဒီယိုလေးသွင်းလိုက်ပါပြီးရင်အောက်က adjust ထဲကိုသွားပါဒီနေရာမှာအရေးကြီးဆုံးက saturation ကို +5 လောက်ပဲတင်ပါအများကြီးတင်ရုပ်ဆိုးသွားလိမ့်မယ်နောက်ပြီးလိုအပ်ချက်က highlight ကို -10 လောက်လျှော့ချလိုက်ပါဗီဒီယိုကပိုပြီး soft ဖြစ်သွားတာတွေ့ရလိမ့်မယ်နောက်ဆုံး Miser Stack ကတော့ graph ထဲကိုသွားပြီးဖြူကောင်လိုင်းလေးတွေကိုအောက်ခြေမှာနည်းနည်းချလိုက်ပါဒါဆိုရင်ရုပ်ရှင်တွေကလို့ခက်မိုက်မှ share လို့တွေထွက်လာပြီကဲမပြင်ခင်နဲ့ပြင်ပြီးသွားတဲ့ရလဒ်ကိုရှင်းကြည့်လိုက်ပါဦးကွာခြားချက်ကတိတာလုံးလို့ TikTok ပေါ်တင်တကယ်ချင်းတွေကကင်မရာအကောင်းစားနဲ့ရိုက်ထားတာလားလို့တော့လာမေးကြလိမ့်မယ်လောက်ရတကယ်လွယ်တယ်မလားနောက်တစ်ခါဗီဒီယိုအတင်းမိမစောအောင်ဒီဗီဒီယိုလေးကိုအခုပဲစေထားလိုက်အောင်နော်နောက်ထပ် CapCut ရဲ့လိုအပ်ချက်တွေကိုလေ့လာဖို့ကျွန်တော်ကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်